အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျပန်သားနဲ့အင်္ဂလိပ်စာကိုတင်ပြပေးနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီ channel လေးမှာတော့ဂျပန်စာကိုအခြေခံကနေစပြီးတော့စနစ်တကျလေ့လာခြင်းတဲ့သူတွေအတွက်ဂျပန်စာကို free တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်ဂျပန်စာမှာအခြေခံစာရင်းကြီးက၄မျိုးရှိပါတယ်ရိုမာဂျီဟီဒါဂနာခတာခနာနဲ့ခန်ဂျီဆိုပြီးတော့၄မျိုးရှိတယ်ပထမဆုံးတင်ရမှာကရိုမာဂျီပေါ့စုစုပေါင်း46လုံးရှိပါတယ်ရိုမာဂျီကိုဘယ်လိုနားလည်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ line တွေပေါ်မှာချက်တင်နေပါထိုင်မှုညမှာပေါ့စာပြီးပြီလားဆိုလို့ရှိရင် essay စာပြီးပြီလားဟုတ်တယ်နော် English အခရာနဲ့မြန်မာအတန်တွက်နဲ့ရေးတယ်ဟာပေါ့နော်ဂျပန်သားမှာလည်းအဲ့လိုမျိုးပဲ English အခရာနဲ့ဂျပန်အတန်တွက်နဲ့ရေးတာမျိုးကိုအဲ့ဒီစနစ်ကို Romaji လို့ခေါ်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီမှာတွေ့ရလား AI ဒါ English အတန်တွက်ကြီး English အခရာနဲ့ဂျပန်အတန်တွက် Romaji စနစ်အနေနဲ့ဖတ်မယ်ဆိုလို့ရှိရင် AI မဟုတ်တော့ဘူး RE ဖြစ်သွားပြီ English အခရာနဲ့ဂျပန်အတန်တွက်နဲ့ဟုတ်ပြီနံပါတ်2ရင်းနှီးဖြစ်တဲ့ဟီဒါဂနာကလည်းပဲ46လုံးပဲရှိပါတယ်သူကတော့ရှင်းတယ်ဂျပန်အခရာနဲ့ဂျပန်အတန်တွက်ဂျပန်စကားလုံးစစ်တွေပေါ့သူကလည်း46လုံးနံပါတ်3ရင်းနှီးကတော့ခတာခနာလို့ခေါ်ပါတယ်သူကတော့အများအားဖြင့်ဂျပန်နိုင်ငံကစလုံးတွေမဟုတ်ဘဲနဲ့တခြားနိုင်ငံကမွေးစားထားတဲ့စကားလုံးတွေကိုရေးချင်တဲ့အခါမှာတုံးတဲ့စနစ်ဖြစ်ပါတယ်အများအားဖြင့်တော့အင်္ဂလိပ်စကားလုံးတွေကိုမွေးစားထားတာပေါ့နော်ခတာခနာရင်းနှီးကိုဘယ်လိုနားလည်ရမလဲဆိုလို့ရှိရင်မြန်မာစကားမှာလည်းမွေးစားထားတဲ့စကားလုံးတွေရှိပါတယ်ဥပမာtaxi taxi အတန်တော့မှငါ taxi ဒါပေမဲ့မြန်မာတွေကမွေးစားလိုက်တဲ့အခါမှာဆိုလို့ရှိရင် taxi နဲ့ဆိုပြီးတော့မွေးစားလိုက်တယ်အတန်တော့နည်းနည်းပြောင်းသွားတယ်ဂျပန်မှာလည်းအဲ့တိုင်းပဲအင်္ဂလိပ်စကားလုံးတွေတခြားနိုင်ငံစကားလုံးတွေကိုမွေးစားတဲ့အခါတွေမှာဆိုလို့ရှိရင်အတန်တော့နည်းနည်းလေးတော့ပြောင်းသွားတယ်ဥပမာ start ဒါအတန်တော့အမှန်ပေါ့နော်အဲ့ဒါကိုဂျပန်ကမွေးစားလိုက်တဲ့အခါမှာဆိုလို့ရှိရင် sutato ဆိုပြီးတော့ဖြစ်သွားတယ်အတန်တော့ကတော့နည်းနည်းပြောင်းသွားတာပေါ့ဟုတ်ပြီအားမျိုးတခြားနိုင်ငံကမွေးစားထားတဲ့စကားလုံးတွေကိုရေးချင်တဲ့အခါမှာဆိုလို့ရှိရင်ခတာခနာရင်းနှီးစနစ်ကိုသုံးတယ်သူကလည်း46လုံးပဲရှိတယ်နောက်ဆုံးတစ်ခုကတော့ခန်ဂျီဒီမှာမေးစရာတစ်ခုရှိတယ်ဟီတာခနာတွေခတာခနာတွေနဲ့ဂျပန်သားရင်းနှီးတွေအများကြီးအပေါ်မှာတင်ခဲ့ပြီးပြီဆိုတော့ဘာလို့များဒီခန်ဂျီဆိုတာကိုတင်နေဦးမှာလဲပေါ့ဥပမာလေးနဲ့ရှင်းပြပါမယ်အင်္ဂလိပ်စာလေးနဲ့ပဲစပြီးတော့ရှင်းပြမယ်အင်္ဂလိပ်စာမှာအမေကဖြစ်ပါတယ်ဆိုလို့ရှိရင် master is လို့ပြောတယ်ဒီမှာဆိုလို့ရှိရင် mother ဆိုတာအမေ is ကဖြစ်ပါတယ်ဟုတ်တယ်နော်ဂျပန်သားမှာလည်းအမေကဖြစ်ပါတယ်လို့ရေးချင်တယ်ဆိုလို့ရှိရင်ဒီလိုရေးရတယ်ဒီမှာဆိုလို့ရှိရင်ကြည့်အမေရဲ့စကားလုံးနဲ့ is ဖြစ်ပါတယ်ဆိုတဲ့စကားလုံးကပေါ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ခန်းကြီးကမဖြစ်မနေကိုလိုလာတယ်ဟုတ်ပြီအဲ့ဆိုရင်အမေနေရာမှာအမေခန်းကြီးလေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဖတ်ရတာကအဆင်ပြေသွားတယ်ဒါကြောင့်ကျွန်တော်တို့ကခန်းကြီးကိုသင်ရတာဟုတ်ပြီဒါကတော့ဂျပန်စာနဲ့ပတ်သက်တဲ့အခြေခံစာရင်းကြီး၄မျိုးပဲဖြစ်ပါတယ်ဟုတ်ပြီဘာကြောင့်တင်ရတာလဲဘာကြောင့်စာရင်းကြီးကတစ်မျိုးတည်းမဟုတ်ဘဲနဲ့၄မျိုးတော့ဖြစ်နေရလဲဆိုတာကိုနောက်ဆုံးအနေနဲ့ရှင်းပြရမယ်ဆိုလို့ရှိရင်ရိုမာကြီးကိုဘာဖြစ်လို့တင်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုမှဂျပန်စာကိုတင်မှာဖြစ်တဲ့အတွက်ကြောင့်ဂျပန်အခရာကြီးနဲ့စပြီးတင်လိုက်မယ်ဆိုလို့ရှိရင်အရန်ကိုခက်ခဲသွားနိုင်တယ်ဒါကြောင့်ကမ္ဘာလုံးဘာသာစကားဖြစ်တဲ့အင်္ဂလိပ်ဘာသာစကားရဲ့အခရာလေးနဲ့စတင်ပြီးတော့ဆွဲခေါ်တာဖြစ်ပါတယ်ဒါဂျပန်ဘာသာစကားမှမဟုတ်ပါဘူးတရုတ်ဘာသာစကားတွေပဲတင်ရင်လည်းအဲ့လိုမျိုးအင်္ဂလိပ်အခရာလေးနဲ့စပြီးတွဲခေါ်တာလေးရှိတယ်ဟီယာကနာတင်ရတာကရှင်းတယ်ဂျပန်သားတင်မှာတော့ဂျပန်သားစကားလုံးစစ်တွေကိုတင်ရမှာပဲခတာခနာကလည်းဝေဒစကားလုံးတွေကိုရေးတဲ့အခါမှာတုံးတဲ့စနစ်ဖြစ်တော့တင်ရမယ်ခန်းကြီးကတော့ခုနကပြောတဲ့အတိုင်းပဲဘာလို့လဲဖြင့်ဖတ်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့လောလောကူနားလည်နိုင်စေရန်အတွက်လူရင်းတို့ရှင်ဖြစ်စေရန်အတွက်သုံးတယ်ဟုတ်ပါပြီဒါကတော့ဂျပန်သားအခြေခံစာရင်းကြီး၄မျိုးနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်လည်းဂျပန်သားနဲ့ပတ်သက်တဲ့အခြေခံတွေကနေစပြီးတော့ N3 level အထိအမြဲတမ်းတင်ကြပေးတော့မှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော် bye